ဘလောက်ပဲခင်ခဲ့ဘလောက်ပဲချစ်ခဲ့နောက်ဆုံးတော့လဲအားလုံးဟာသစိမ့်တွေကြီးပါပဲလူဆိုတဲ့အမျိုးကသူတို့လိုအပ်တဲ့အချိန်မှသာကိုယ့်ကိုအသုံးပြုတာသူတို့မလိုအပ်တော့တဲ့အချိန်ကြရင်ကိုယ့်ကိုဝိုင်းပြီးတော့ဥပက္ခပြုထားကြလိမ့်မယ်ဒါကလူလောကရဲ့သဘာဝတစ်ခုပါပဲလက်ခံနိုင်အောင်ပဲကြိုးစားရမှာပေါ့လေကိုယ့်ကိုလိုဆုံးလှုပ်သွားရမလားကိုယ့်ကိုအသုံးချသွားရမလားဆိုပြီးတော့လေဒေါသတွေထွက်ပြီးတော့လက်စားတွေခြေဖို့အမုန်းတရားတွေပွားမနေပါနဲ့ကိုယ့်ကိုလိုလို့အသုံးချသွားရတဲ့အချိန်ကိုယ့်ကိုနင်းပြီးတော့သူတို့အထက်ကိုတက်သွားရတဲ့အချိန်လေးမှာသူတို့အတွက်အဆင်ပြေသွားတယ်ဆိုရင်ကုသိုလ်ရပါတယ်လူတယောက်ကိုမုန်းမိနေရင်ဘယ်လိုဖြေသိမ့်ရမလဲလို့မေးကြည့်လိုက်တဲ့အခါကျတော့လူတယောက်ကိုအယမ်းမုန်းမိနေတယ်ဆိုရင်ပထမဆုံးအနေနဲ့မေတ္တာထားကြည့်ပါအယမ်းမုန်းနေတာကိုဘယ်လိုမေတ္တာထားရမလဲဆိုတော့မုန်းနေတာကဒေါသပဲဒေါသရဲ့ဆန့်ကျင်ဘက်ကမေတ္တာတရားပဲဒေါသကိုမေတ္တာကနိုင်တယ်ဒါကြောင့်မေတ္တာထားကြည့်ပါအ ਨੇ ဆုံးတော့အဲ့ဒီမေတ္တာတရားကကိုယ့်ရင်နှလုံးသားကိုအရင်ဆုံးအေးချမ်းပါလိမ့်မယ်ပြီးရင်တကယ်မေတ္တာစဉ်မေတ္တာမှန်တယ်ပဲမေတ္တာပို့ပေးလိုက်စမ်းပါတကယ်လို့မေတ္တာထားကြည့်လို့မှမရသေးဘူးဆိုရင်တော့ကရုဏာထားကြည့်ပါကရုဏာထားကြည့်တဲ့အခါမှာသူစီကတနာစရာတွေမြင်ရလိမ့်မယ်ကျင်နာစရာလေးတွေကိုမြင်ကြည့်ရလိမ့်မယ်တကယ်လို့မှကရုဏာထားကြည့်လို့လည်းမရသေးဘူးဆိုရင်တော့လူဆိုတာကသူကံနဲ့သူလာတာပဲဆိုပြီးတော့ဥပက္ခပြုထားရမယ်ဥပက္ခပြုတယ်ဆိုတဲ့နေရာမှာမုန်းလို့မကျေနပ်လို့မခေါ်မပြောဘဲနဲ့နေတာကိုဥပက္ခလို့ပြောတာမဟုတ်ဘူးအဲ့ဒီလူတယောက်ရဲ့ကောင်းခြင်းမကောင်းခြင်းတွေရဲ့အပေါ်မှာตาယာရစ်မှုပျော်ပါခြင်းချစ်ချင်းမုန်းခြင်းကင်းနေတာကိုဥပက္ခလို့ခေါ်တယ်အဲ့တော့ဥပက္ခထားလို့မှမရသေးဘူးဆိုရင်တော့နောက်ဆုံးတစ်ခုကတော့လောကကြီးကငါဖြစ်ချင်တဲ့အတိုင်းဖြစ်နေတာမှမဟုတ်တာငါအလိုတိုင်းလိုက်နေတာမှမဟုတ်တာငါမပိုင်ငါမဆိုင်ငါအစိုးမရတဲ့အနတ္တတရားပါလားလို့နှလုံးသွင်းဆင်ခြင်ရလိမ့်မယ်ငါသဘောတိုင်းဖြစ်နေတာမဟုတ်ဘူးငါဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ဘူးသူသဘောအတိုင်းဖြစ်ပြီးရင်ပြက်နေတာဆင်းရဲနေတာအစိုးမရအနစ်သာ